လုံးမဲ့ပရဏာမျက်နာမေကစဟချစ်ပရဏာနှာခေါင်းကနေပြီးတော့ပထမလေးကိုကိုအောင်ထုံးမယ်ထုတ်ပြီးရင်နှာခေါင်းကနေပြီးတော့လေကိုဝအောင်ရှုမယ်ရှုပြီးရင်ပါးစပ်ကနေပြီးတော့လေကိုဖြည်းဖြည်းချင်းကိုအောင်ထုံးမယ်၃ချိန်လုံးဒီပုံစံအနေထားတိုင်း10မိနစ်ကနေပြီးတော့15မိနစ်လောက်ထိလုံနိုင်အောင်ကြိုးစားပါဒီဥစ္စာကိုလုပ်ခြင်းအပြင်ဒီအစာချေရန်တရားအစုပ်အသေးအဲ့ဒီဟာတွေအားကောင်းပြီးတော့ယောဂဖြစ်ဖို့ကမလွယ်ဘူးခန္ဓာကိုယ်မှာအဲ့ဒီအကျိုးပဲဒီပရဏာမြတ်အကျိုးက